နာသာကောနေကြွာဖြိုတဲ့အားလုံးပဲမင်္ဂလာပါဖြိုဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးတွေမှာဟီရာဂနာ၅လုံးဆက်ပြီးတော့တင်သွားပေးမှာဖြစ်ပါတယ်မတင်ခင်မှာအရင်နေ့ကတင်ပြီးသွားတယ်ပေါ့နော်၅လုံးကိုပြင်ပြီးတော့အတန်ထွက်ကြည့်ရအောင်မှတ်မိသေးလားညဆန်လို့โอเคအတူတူလိုက်ပြီးတော့အတန်ထွက်ကြည့်ရအောင်နော်အာအီဥအေအိုအာအီဥအေအိုရမယ်နော်โอเคဒါဆိုလို့ရှိရင်ဒီနေ့သင်မယ်၅လုံးသွားကြည့်ရအောင်မနော်အဲ့တော့လိုက်ပြီးတော့ရေးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ခဲတံနေစာအုပ်တွေအနားမှာယူထားပြီးပြီလားယူထားပြီးပြီလို့ထင်တယ်နော်โอเคဒါဆိုဒီတစ်လုံးစပြီးတော့သွားပါမယ်သူ့ရဲ့အတန်ထွက်ကခလို့အတန်ထွက်ပါတယ်ခခပါဇက်ကိုဖြဲမယ်ပေါ့နော်ရိုမာကြီးနဲ့ဆိုရင် KA လို့ရေးပါတယ် KA ခခရမယ်နော်ကဲဒါဆိုရင်ဆွဲကြည့်ရအောင်ဆွဲချက်က3ချက်ရှိပါတယ်ပထမတစ်ချက်ကဒီလိုမျိုးလေးဆွဲလိုက်ပါမယ်။နည်းနည်းအကောက်လေးထည့်မယ်နော်။ပြီးရင်နှစ်ချက်မြောက်ကဒီကနေဖြတ်မယ်။သုံးချက်မြောက်ကတော့နောက်ပြက်လေးဖြစ်ပါတယ်။ဒါဆိုနောက်တစ်ခေါက်ထပ်ပြီးဆွဲကြည့်မယ်နော်။တစ်ချက်ဟဲခဏလေးနော်။တစ်ချက်နှစ်ချက်သုံးချက်ဟုတ်ပြီနော်နောက်ပြက်လေးကတော့အရင်ကြီးစရာတော့မလိုပါဘူးဒီလောက်လေးဆိုလည်းရပါဘောနော်သုံးချက်ဒီမှာတတိထားရမှာကဒီနေရာလေးဖြစ်ပါတယ်ဒီနေရာလေးပေါ့နော်ဒီနေရာလေးကဒီလိုမျိုးဒေါန့်ဆန်ဆန်ရင်မရဘူးပေါ့နော်သူကနည်းနည်းလေးကိုရပါတယ်ဟီရာဂနာတွေရဲ့သဘောတရားကသူကကိုကွေးလေးတွေဝက်ဝက်ကလေးတွေသွားတာပေါ့နော်ဒါကိုသိထားရမယ်ရမယ်နော်โอเคဒါဆိုရင်နောက်တစ်လုံးဆက်ပြီးတော့သွားပါမယ်ဒီဟာလေးပေါ့နော်သူ့ရဲ့အတန်ထွက်ကခိဖြစ်ပါတယ်ခိသွားကိုစီမယ်နော်ပါဇက်ကိုဖြဲမယ် KI ခိဟုတ်ပြီနော်ရိုမာကြီးနဲ့ဆို KI ပေါ့နော် KI ခိโอเคဒါဆိုရင်ဆွဲကြည့်ပါမယ်ဟောတုံချောင်းလေးတွေကြီးပဲပေါ့နော်တရဲ့ဆွဲချက်ကကြတော့၄ချက်ရှိပါတယ်ပထမဆုံးတစ်ချက်နှစ်ချက်သူနဲ့အပြိုင်ပဲပေါ့နော်ဒီမှာဆွဲတဲ့တုံချောင်းလေးရပေါ့နော်သူကဘယ်ကနေပြီးတော့ညာကိုနည်းနည်းလေးစောင်းပြီးတက်သွားပါနော်ဒီလိုတန်းတိုင်းမဟုတ်ဘူးနော်ဘယ်ကနေညာကိုနည်းနည်းလေးစောင်းပြီးတော့တက်သွားတာဖြစ်ပါတယ်အဲ့ဒါကိုမှသူကအလဲကနေပြီးတော့ဖြတ်၃ချက်ဒီလိုလေးပေါ့နော်အဲ့ဒါကိုမှဒီနားလေးမှာဒီလိုအကောက်လေးထည့်လိုက်ပါမယ်၄ချက်ခီโอเคဒါဆိုနောက်တစ်ခေါက်ထပ်ပြီးတော့ဆွဲကြည့်ပါမယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ဒီမှာတတိထားရမှာကဒီနေရာလေးပေါ့နော်ဒါလေးပေါ့ဒီမင်းကြောင်းလေးကိုဆွဲတဲ့ခါကျရင်ဒီနှစ်ခုကြားပေါ့နော်ဒီနှစ်ခုကြားထဲမှာပဲကြားရှာပြီးတော့ဆွဲလိုက်ဒါမှလှမှာရမယ်နော်โอเคဒါဆိုလို့ရှိရင်နောက်တစ်လုံးဆက်ပြီးတော့သွားပါမယ်နောက်တစ်လုံးဒါလေးပေါ့နော်သူ့ရဲ့အတန်ထွက်ကတော့ခုလို့အတန်ထွက်ပါတယ်ခုရိုမာကြီးနဲ့ဆိုရင် KU ခုဖြစ်ပါတယ် KU ခုသူကless than နဲ့တူတယ်ပေါ့နော်တစ်ချက်သေးပဲဆွဲရမှာဖြစ်ပါတယ်တစ်ချက်လွယ်လွယ်လေးပဲနော်လွယ်လွယ်လေးပဲဆိုပြီးတော့သူ့ကိုဒီလိုမျိုးကြီးအရန်ကြီးအာကြီးပေါ့နော်အဲ့လိုဆွဲလိုက်လို့လည်းမရဘူးပြီးတော့အရန်ကြီးကျင်းကျင်းလေးပေါ့နော်အဲ့လိုမျိုးဆွဲလိုက်လို့လည်းမရပါဘူးအနေတော်လေးပေါ့နော်ဒီလောက်လေးဆွဲရပါမယ်ဟောဒီမှာရှိကိုဆက်ဆွဲလို့မရဒီလိုမျိုးလေးပေါ့နော်ရှာမယ်နော်ခုโอเคဒါဆိုနောက်တစ်လုံးသူ့ကိုခဲလို့အတန်ထွက်ပါတယ်ခဲပါစက်ကဖြဲမယ်သွားရလေနည်းနည်းလေးဟာမယ်နော်ခဲ KE K ဟုတ်ပါနော်ရိုမာကြီး KE လို့ရေးပါတယ် KE K တဲ့ဆွဲချက်က3ချက်ရှိပါတယ်ပထမဆုံးတစ်ချက်ဆွဲကြည့်မယ်နော်တစ်ချက်အကောက်လေးတေးသေးလေးပါပါတယ်ဟုတ်နော်အကောက်လေးတေးသေးလေးပြောရင်2ချက်ပြောရင်3ချက်မြောက်ကဟိုဘက်ကမြင်းချောင်းထက်နည်းနည်းလေးရှည်မယ်နည်းနည်းလေးပဲဟုတ်ပြီနော်ကိုဒီလက်ကကြတော့မငြိဘူးကွာအရင်ရှည်လိုက်မလားပဲဖြစ်လိမ့်မယ်နော်တိုက်ပင်တွေကတော့ရှည်လာတာပေါ့နော်ကဲဒါဆိုရင်နောက်တစ်ခေါက်ထပ်ပြီးဆွဲကြည့်ပါမယ်တစ်ချက်နှစ်ချက်သုံးချက်ရှာမယ်နော် K K ဒါဆိုရင်နောက်တစ်လုံးသွားပါမယ်
နောက်ဆုံးတစ်လုံးခိုခိုဟုတ်ပြီနော် KO ခို KO ကိုတော့မဟုတ်ဘူးနော်ကိုတို့ဘာတော့မလာနဲ့နော်ခိုကဲဒါဆိုရင်ဆွဲကြည့်ရအောင်ဒုတ်ချောင်းလေးနှစ်ချောင်းဟုတ်ပြီနော်တစ်ချက်သူ့မှာအကောက်လေးတေးသေးလေးပါပါတယ်နှစ်ချက်မြောက်ကကြတော့နည်းနည်းလေးကွေးလေးဖြစ်ပါတယ်သွားတယ်လို့အပေါ်နည်းနည်းလေးကွေးတက်တာပေါ့နော်ခိုနောက်တစ်ခေါက်ပြန်ဆွဲကြည့်ပါမယ်တစ်ချက်နှစ်ချက်ခိုပေါ့နော်အဲ့မှာဆိုလို့ရှိရင်လည်းပျော်ရွှင်စွာနဲ့ပေါ့နော်လွတ်လွတ်လေးဆိုပြီးတော့ဒီလိုမျိုးတွေအရန်ကြီးကျင်းလေးတွေဆွဲလိုက်လို့မရဘူးပြီးတော့ရင်အရန်ကြီးကျဲပြီးတော့ဆွဲလိုက်လို့မရဘူးပေါ့နော်ကိုစာကြောင်းထဲမှာဆွဲနေကြဒီစလုံးတစ်လုံးရဲ့ဒီအရွယ်စားလောက်ပေါ့နော်အဲ့ဒီလောက်ကိုဆွဲပေးရမှာဖြစ်ပါတယ်ရမယ်နော်တော့အီနဲ့ပြောင်းပြန်လိုမျိုးပေါ့နော်အီနဲ့ဆင်းနဲ့အီကကြောင့်ထောင်နေရတော့ကြောင့်လှဲလှဲလေးပေါ့နော်ခေတ္တဆိုရင်အကုန်လုံးရေးလို့ပြီးသွားပါပြီအတန်ထွက်လေးပြန်ပြီးတော့ဆိုကြည့်အောင်နော်ခါခီခူခေခိုရမယ်နော်โอเคနောက်တစ်ခေါက်ဆိုကြည့်အောင်ခါခီခူခေခိုโอเคလားအဲ့တော့ဒီမှာလေးတတိထားမိလားတော့မသိဘူးဒီမှာအာဟုတ်ပြီနော်သူတို့ရဲ့ဒီအတန်ထွက်ပုံထွက်နေဒီပါဇက်ပေါ့နော်ပါဇက်ရဲ့ထားပုံထားနည်းကိုသိတယ်ဆိုလို့ရှိရင်ကျန်တဲ့ဟာတွေအကုန်လုံးကအဲ့အတိုင်းပဲထွက်ရမှာအဲ့ဒီမှာဆိုရင်ဒီရဲ့အောက်မှာရှိတဲ့အားတွေအကုန်လုံးပေါ့နော်အဲ့ဒါတွေကဆိုရင်တော့ပါဇက်ကိုဟပြီးတော့အတန်ထွက်ကြမှာခါအဲ့တဲ့တော့မနော်ဤဆိုရင်လည်းအဲ့တိုင်းပဲဤဆိုရင်လည်းဤညမယ်နော်သွားစီဒီမှာဆိုရင်လည်းခီဤခီဟုတ်ပြီနော်အဲ့တော့သူ့ရဲ့ဒီအောက်မှာပါတဲ့ဒီတလိုင်းလုံးပေါ့အဲ့တလိုင်းလုံးဆိုလို့ရှိရင်သူအဲ့လိုမျိုးပါဇက်ဖဲပြီးတော့သွားအောင်စီပြီးတော့အတန်ထွက်ရတာဖြစ်ပါတယ်ရမယ်နော်โอเคပါဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးကြမှာဆက်ပြီးတော့တွေ့ကြမယ်အဲ့ဒါဆိုဘိုင်ဘိုင်မှာတာနေ